ကျွန်တော်သိတာတော့ရွှေပြည်သာဝါးတရားဘက်မှာပေါ့နော်မွေးသားကလေးတရားကိုချက်ကျိုးတန်းရနဲ့ဆွန့်ပစ်ထားတယ်လို့သတင်းကြတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့နဲ့မန်းခိုင်နေဝင်တို့နဲ့ခြေတော်ဝင်ဆေးရုံနဲ့ပေါင်းပြီးတော့အဲ့ဒီကလေးကိုလိုအပ်တဲ့ကျန်းမာရေးဆောင်ရှားမှုတွေပေးလို့ရအောင်သွားနေတာပါဟုတ်ကဲ့ချက်ကြိုးတန်းလာတယ်ပေါ့ပေါ့မှာရနိုင်နဲ့လာပြီးတော့ဟိုပလာစိတ်လေးတွေထားတယ်ပလာစိတ်တွေပုံနဲ့မြက်ပြဲပြီးတော့ကောက်ချီလိုက်တာကျမဒီနားမှာလာတောင်းတယ်မလားကအများကြီးတောင်းတာစိတ်မချဘူးဒီအောင်လို့ဒီကလေးကြောင့်မတော်ဘူးကြီးရဝေးလို့နေကျမကလေး9ရောက်ဒါမှကျမမပေးလိုက်နဲ့ခဏတော့ကျမကြီးကိစ္စရဆိုနည်းနည်းတော့ရှင်းအေးတာပေါ့အမလေးကြာချင်းထွက်လာခဲ့တာဒါပေါ့ကြာချင်းထွက်လာတာဟိုတခြားလုပ်ကိစ္စရတော့ချက်ချင်းဖြတ်ပြီးတော့ဟိုတောင်မရဆရာကြီးဆရာမတွေဖုန်းဆက်ဟိုကားနဲ့တခါလေးခေါ်ပြီးတော့လေဟိုစိုးရင်သွားတာလေအနောက်မှာချင်းကိုက်ထားတဲ့ဒဏ်ရာလေးရှိပါတယ်ဟုတ်ပြီးတော့ခြေထောက်မှာလည်းဒဏ်ရာလေးရှိတယ်ပေါ့နော်အဲဒဏ်ရာတော့လည်းဆင်းနေပေးထားပါတယ်မျက်နှလုံးထဲမှာလည်းမျက်ဟိုတွေရှိလို့ကျွန်တော်မျက်စင်းခတ်ပေးထားပါတယ်ဟုတ်ပြီးတော့ဒီကလေးကိုအပြင်မှာပြစ်ထားတာဖြစ်တဲ့အတွက်ကြောင့်လိုအပ်တဲ့သေဘောစစ်ဆေးမှုတွေလုပ်ထားပြီးတော့ပိုးသက်ဆေးထိုးပေးဖို့လည်းလုပ်ထားပါတယ်ကျွန်တော်တို့အချိန်မီမရရင်တော့ကလေးကယောဂပိုးဝင်ပြီးတော့သူဒီကျန်းမာရေးဒီထက်ပိုပြီးတော့ဆောင်ရှောက်မှုခံရတဲ့အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်ဆိုရင်ရတဲ့အခြေအနေမျိုးရောက်သွားနိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာတို့ရွှေတောင်ဝင်ရောလည်းလေရွှေတောင်ဝင်ကဒီကလေးမှမဟုတ်ဘူးအမကူစီမှာလာတဲ့ကိုညီတောင်းတဲ့ကလေးတွေကလေးရောလူကြီးရောအကုန်လုံးတော်တော်များများကိုပေါ့နော်ဒါဆေးဘက်ဆိုင်ရာမှာဆိုလို့ရှိရင်အကုန်လုံးကကူညီပေးတယ်အချိန်ကြီးလဲကူညီပေးတာဖြစ်တဲ့အတွက်ကြောင့်အမလည်းအပြင်မှာ brighter လောက်ရတာအပြင်မှာဟိုလိုက်ပြီးကူညီရတာအားရှိတာပေါ့နော်ခုလိုမျိုးအရေးပေါ်ချင်းလေးကလေးပြစ်သွားတယ်ဆိုလို့ရှိရင်လည်းဒါဆရာဝန်တွေရွှေတောင်ဝင်ကဆရာဝန်တွေဆရာမတွေရှိတဲ့အခါကျတော့ဒါအချိန်မီအသက်ကယ်နိုင်တယ်လို့ပြောရမှာပေါ့